ကေရဲ့ใจတီယိုဗလော့ပတ်2ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။ပိတ်ရက်လေးမှာအနားယူပြီးတော့ကေဗလော့လေးကိုကြည့်ရှုပေးကြပါဦး။ဒါရိုးရိုးလေးဟိုတယ်ရဲ့ဆန်းဆက်တိုင်းလေးပါအရန်ကိုပဲလှပါတယ်။ဓာတ်ပုံလှလှလေးလည်းကေအများကြီးပဲရိုက်ခဲ့တယ်။ညဘက်ကျတော့ဖျားဖို့ရင်မြင်တော်ပေါ်တက်ပါတယ်။လေးရလဲလေးတခုခုနဲ့ကုံလုံးလဲလေးခေါင်းစွပ်တွေရောပဝါတွေရောစုံနေရပဲ။ပိတ်ရက်ကလည်းရောက်လာပြီဆိုတော့လူတွေလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတယ်။ရင်မြင်တော်ပေါ်မှာအိတ်ကြတဲ့သူတွေလည်းအများကြီးပဲကြည့်တွေ့ရယ်။ဆန်တော်ရှင်စိုက်ထီယိုစီရောမြက်ကြီးကိုညဘက်ဖြူလေးနဲ့ဖူးမြော်နိုင်ရဲ့အတွက်ပါ။ကေအားစိုက်ထီယိုဖះမှာမွေးနေ့သက်စီပေါ့နော်မြစ်တာတုံရွတ်မယ်ဆိုပြီးတော့အတိတ်ထန်ထားလို့ကေမြစ်တာတုံရွတ်ဖို့အတွက်ကိုတောက်တော်ကြီးကတ်တယ်ပြီးတော့အလင်းနိုင်ပူဇော်ပါတယ်။မှန်ကန်တဲ့မှာကလေလူတွေများနေတော့အဲ့နေရာလေးမှာလူရှင်းနေပေါ့နော်ဒီမှာပဲထိုင်ပြီးရွတ်တော့မယ်ဆိုပြီးတော့ဒါပေမဲ့ရွတ်နေနေလေအောက်ကကြောက်ပြားဆိုတော့ကြာလာတော့မခံနိုင်တော့အဲ့ဒါနဲ့ကေတနာရီလောက်လဲပြီးသွားတော့အထဲထဲမှာကြည်လိုက်တော့မှန်ကန်ထဲမှာလည်းလူရှင်းသွားပြီဆိုတော့အဲ့ထဲမှာသွားပြီးတော့ဆက်ရွတ်ဖြစ်ပါတယ်ကေဖျားပန်းလေးကိုတော့အောက်မှာဆင်းပြီးတော့ကတ်ချင်တာနဲ့အောက်မှာသွားပြီးတော့ကတ်ဖြစ်ခဲ့တယ်အောက်မှာလည်းလူတွေကအပြည့်ပဲကေရဲ့အတိတ်ချန်လေးအောင်မြင်ခဲ့ပါတယ်ညမိုးချုပ်လာလေလေကတော်တော်တိုက်လာလေပဲအေးရတဲ့ကြားရဲလေအဲ့လေတိုက်နေတာကြီးရလေပိုဆိုးတာညစာကိုဟိုတယ်ကပဲမှာစားပြစ်တယ်အဲ့ကယူရီးယားဟင်းချိုတော်တော်စားကောင်းတယ်မလေးရှားခောက်ဆွဲကြော်တော့ကေတိတ်မကြိုက်ဘူးပြီးတော့အေးလေးနဲ့ကိုွေးပါပြီကေကဒီမနက်ကိုအာယုံစွန်းကတ်မှာမို့လို့ရင်းမြင်တော်ပေါ်သွားနေပါပြီခုကြိုက်တီယိုစီရောမြက်ကြီးမှာအာယုံစွန်းကတ်ဖို့အတွက်ကိုကေကအခု9:15လောက်ရှိပြီပေါ့နော်ရင်းမြင်တော်ပေါ်သွားနေရတာချက်အေးတယ်လူတခုခုနဲ့နောက်အေးမှမထင်သေးလို့ကေပါလာတဲ့အမျိုးရည်တွေတော့မှပဲနည်းပါဝါပေါ့နော်တကယ်တော့အရန်အထူကြီးတော့ယူလာမှတိလားဒီတစ်ခေါက်တော့ကေကစိုက်တီယိုဖျားကြီးမှာအာယုံစွန်းကတ်ဖို့ဟိုတယ်ကနေပဲမှာဖြစ်ပါတယ်ကေအစုံပါတဲ့ဟာလေးပဲရွေးလိုက်တယ်ပေါ့နော်ပြည့်စုံစုံလေးကတ်ချင်လို့လေအာယုံဆိုတော့လူလဲနည်းနည်းရှင်းနေသေးရောလေပို့ပြီးတော့ဖျားရှိခိုးလို့ကောင်းတယ်စွန့်ကဲရတာလဲအေးဆေးဆေးနဲ့လူရှင်းနေတဲ့အခါကျတော့တိုးဝစ်မနေရတော့ဘူးပေါ့နော်တေးသေးချာချာလေးလဲစင်မော်တင်လို့ရတယ်ကေလေးတော်တော်လေးကိုအေးနေတာဒါမဲ့ခဏတော့ဖျားရှိခိုးလိုက်သေးရဲ့ဖျားရှိခိုးပြီးတော့တော်တော်လင်းနေပြီကေအမွှေးတိုင်နေပါတွေပူဇော်ပြီးတော့ရွှေသင်္ကန်းတွေပါတွေကတ်ပေါ့နော်အဲ့နားမှာကေအမှတ်တရပုံလေးပါလေးရိုက်ပြီးတော့မနက်စာစားဖို့အတွက်ကိုဟိုတယ်ကိုသွားပါတယ်ဘိုက်တရားလဲစားနေပြီဆိုတော့ခြေလန်းနေရအရန်ကိုတက်ကြွနေပြီ breakfast သွားစားဖို့လေ breakfast သွားစားတဲ့နေရာလေးကလေအတွင်းထဲလေးမှာကွကွကောက်ကောက်လေးတွေအမှသွားရသေးရဲ့ရေထွက်လာပြီဆိုတော့လေအေးလေးနည်းနည်းပေါ့သွားတယ်အခု breakfast စားတဲ့နေရာလေးကိုရောက်ပါပြီ breakfast ထဲမှာဗာမီနူတွေပါလဲဂင်းနဲ့တူလိုက်ပြီးတော့ကြည့်ပေးပါဦးဒီနေရာလေးကလေတိတ်မတိုးသေးလားအဲ့ဒါကြောင့်မလို့သူတို့ဒီနေရာလေးကိုရွေးထားရလားမသိဘူးအပြင်ကိုထွက်လိုက်တာနဲ့အရန်အေးတယ်သူ့ရဲ့မီနူးတွေကအများကြီးတော့ရွေးချယ်စရာတိတ်မရှိဘူးဒါပေမဲ့အသင့်အင့်တော့ပါပါတယ်တချို့ item တွေဆိုရင်ပူပူလောလောကေတို့လာတော့မှအသစ်ဖြည့်ရပါရှိရဲဒါပေမဲ့ခဏလေးနဲ့ပဲအေးသွားအရန်ကိုဘိုက်စာနေတဲ့အချိန်မှာ breakfast ကစားကြည့်လိုက်တော့စိတ်ကျဉ်တဲ့မှုအပြည့်မရပါဘူးတော်တော်များများကေတိတ်မကြိုက်ဘူးစီထမင်းလေးကတော့တော်တော်စားလို့ကောင်းတယ်အီကြကွေးလေးလည်းမစိုးပြီးတော့နေထွက်လာတော့မှရေလေးပါလေးချိုးဝစ်စားလေးပါလေးလဲပြီးတော့ဓာတ်ပုံလေးပါလေးရိုက်ပေါ့နော်ခဏနားပြီးတော့နေလေစာစားပါပြီမှားထားတာကတော့အစုံလင်ပဲနေလေစာကိုကေတို့ရင်ပြုံးမှာစားဖြစ်တယ်ပေါ့နော်ဘော်ရာရင်းနဲ့ဆိုတော့တိတ်ပြီးတော့မရိုက်ဖြစ်တော့ဘူးဆက်သားချောက်ဖုတ်လေးလည်းမစိုးဘူးပြီးတော့ဆေးဘဲဥတုပ်လေးလည်းကောင်းတယ်ပြီးတော့သူတို့ free ပေးတဲ့အရေးတောက်လေးလေညှစ်ဟင်းရည်လေးလားမသိဘူးအဲ့ဒါလေးတော်တော်တောက်လို့ကောင်းတယ်အခုအဆက်ကြော်လေးကလည်းလေမမွလေးနဲ့လေစားလို့ကောင်းတယ်ကေတို့အခုကြိုက်ထီယိုကိုလာတာရင်ပြုံးရဲ့ကျူကျူဝင်းရဲ့နှစ်ဆိုင်စားဖြစ်တယ်ပေါ့နော်ကေကတော့ကျူကျူဝင်းရလက်ရကိုကေပို့ပြီးတော့ကြိုက်ပါတယ်နက်ပြန်ကြရင်လေကေတို့ကပြန်ဆင်းတော့မှာဆိုတော့လေညာစည်းတန်းမှာပဲကေလျှောက်ကြည့်ရင်းနဲ့လူချင်တာတွေလည်းဝယ်ပေါ့နော်ပြီးတော့နေစားလွင်မှာပဲညစာစားလိုက်ပါတယ်နေစားလွင်ရနံများကျွတ်ကျွတ်ကလေးကိုပဲပြုတ်လေးနဲ့ပဲနံများလေးစားပါတယ်ပြီးတော့ဒီဆိုင်ကပါမုတ်ကျဲဥကျော်လေးကလည်းလေပူပူလေးနဲ့အရန်စားကောင်းတယ်ဒီဆိုင်မှာကေအကြိုက်ဆုံးအစားအစာကထမင်းကြော်ပါထမင်းကြော်ကိုကြက်ဥလေးနဲ့စိတ်သားဟင်းလေးနဲ့စားလိုက်ပါတယ်အနက်ကျတော့ကေတို့ကကြိုက်ထီးဝနေပြီးတော့ပြန်ဆင်းပြီပေါ့နော်ကြိုက်ထိုကဟိုတယ်လှလှလေးတစ်ခုမှာကေတို့ကတညအိမ်အောင်ပါပါဒီ vlog လေးကလည်းရှင်းနေပြီဆိုတော့အားလုံးဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲ bye bye ကြိုက်ထိုရဲ့ဟိုတယ်လှလှလေးတစ်ခုမှာပြန်တွေ့ကြမယ် like and follow လေးလုပ်ခဲ့ပေးဦးနော်